လုံးလူမျိုးတွေဟာပင်လယ်နဲ့တသားတည်းဖြစ်အောင်သဘာဝတရားကဖန်တီးပေးထားသူတွေပါဒါအပြင်သိပ္ပံပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်အရစလုံးလူမျိုးတွေရဲ့ဘေလုံးဟာတာမန်လူတွေထက်90%လောက်ပိုမိုကြီးမားနေတာကိုအံ့ဩဖွယ်တွေ့ရှိခဲ့ရပါတယ်ဒီကြီးမားတဲ့ဘေလုံးဟာအောက်ဆီဂျင်ပါတဲ့သွေးနေဥတွေကိုပိုမိုတူလောင်ပေးနိုင်ထားတဲ့အတွက်သူတို့ကိုသဘာဝကပေးတဲ့အောက်ဆီဂျင်ဘုတ်တစ်ခုလိုတောင်တင်စားနိုင်ပါတယ်သဘာဝနက်တွေကိုကိုးကွယ်ကြပြီးနှစ်စဉ်ကျင်းပလေရှိတဲ့စလုံးပွဲတော်မှာဝိညာဉ်တိုင်းတွေစိုက်ထူကပင်လယ်ကြီးငြိမ်းချမ်းမှုနဲ့ဘေးရန်ရည်ကင်းရှင်းဖို့ဆူတောင်းပသလေးရှိပါတယ်ဒီလိုသဘာဝတရားနဲ့ဆက်နွယ်နေတဲ့သူတို့ရဲ့ဉာဏ်ပညာဟာ2004ခုနှစ်အာရှဆူနာမီလှိုင်းလုံးကြီးများဝင်ရောက်တဲ့အချိန်ကမှသက်သေပြနိုင်ခဲ့ပါတယ်ဆူနာမီမလာခင်မိနစ်ပိုင်းအလိုပင်လယ်ရေတွေအဝေးကြီးကိုဆုတ်ခွာသွားတာကျုံးမော်ကပရစ်တွေတိတ်ဆိတ်သွားတာကိုမြင်တာနဲ့ဒါဟာလာဘုံလို့ခေါ်တဲ့လှိုင်းချမ်းကြီးတွေလာတော့မယ်ဆိုတာကိုသူတို့ချက်ချင်းသိလိုက်ကြပါတယ်သူတို့ဟာအချိန်မီတောင်ကုန်းတွေပေါ်ပြစ်တက်ခဲ့ကြသလိုတချို့ကလည်းသူတို့ရဲ့ကပန်းလေတွေကိုရေနက်ပိုင်းစီအမြန်မောင်းနေပြီးလှိုင်းတံကိုရှောင်ကွင်းနိုင်ခဲ့ကြပါတယ်ကဘာတဝမ်းမှာလူသိန်းချီအသက်ဆုံးရှုံးခဲ့ရပေမဲ့စလုံးလူမျိုးတွေကတော့ဒီတဘာဝရဲ့သတိပေးသံတွေကိုနားလည်ခဲ့လို့အသက်ရှင်လွတ်မြောက်ခဲ့ကြပါတယ်ဒါပေမဲ့အချိန်တွေပြောင်းလဲလာတာနဲ့အမျှစလုံးတွေရဲ့ငြိမ်းချမ်းတဲ့ကဘာလေးဟာလည်းကြီးမားတဲ့ချိန်ချမှုတွေနဲ့ရင်ဆိုင်လာရပါပြီခင်မီငါးဖမ်းဆက်လေကြီးတွေဝင်ရောက်လာတာအလွန်ကြုံငါးဖမ်းတာတွေကြောင့်ပင်လယ်အောက်ကျမ်းပြင်ကတယံဇာတတွေဟာတိတိတတ်တာရှားပါလာခဲ့ပါတယ်ဒီကနေ့စလုံးလူငယ်တွေဟာကပန်းလေတွေကိုကိုယ်တိုင်မတိဆောက်တတ်ကြတော့ပါဘူးရေအောင်နှုတ်တဲ့ပညာရဲ့ထက်ကုန်းမော်ကအလောက်ကိုင်းတွေကိုပုံမစိတ်ဝင်စားလာကြပါတယ်ခင်မီတိုးတက်မှုတွေဟာစလုံးတွေရဲ့ဘဝကိုတိုးတက်စေတယ်ဆိုပေမဲ့သူတို့ရဲ့စစ်မှန်တဲ့လွတ်လပ်ခြင်းကိုတော့နှုတ်ယူသွားခဲ့ပါပြီဒီကနေ့ရိုးရ channel ရဲ့တင်ဆက်မှုကိုဒီမှာပဲရနာဝင်ပြပါနောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာချက်လက်တွေကိုဆက်လက်တင်ပြပေးသွားမှာမို့အားလုံးပဲစောင့်မျှော်အားပေးကြပါဦးလို့မေတ္တာရပ်ခံရပါတယ်ခင်ဗျာ